mà chính nhé lưu ye sẽ lên đêm mà qua lưu chết thì ya đôi cô xin lâu chuyên biểu chân là nhiều gì à say cái nó đôi hoa đấy lưu gì biết chết thì ya đôi cô xin lâu chuyên biểu chân là nhiều gì à say cái nó đôi hoa đấy lưu gì biết lưu gì biếtလေးသိန်းခွဲနောက်ကျွန်တော်တို့သူဝိသနာက32ပါးအဲ့ဒါက9သိန်းနဲ့6သောင်းဓမ္မပူဇာကအကျိုးအမှုဓမ္မဓမ္မပူဇာ9သိန်းကျအလူပွဲရင်းနဲ့ဓမ္မပူဇာက3သိန်းကျနောက်ကျွန်တော်တို့ဒီကုနောဘာသာဗလာမှာကျွန်တော်တို့ပုံကြမဲ့ဟာကိုကျွန်တော်3သိန်းခွဲထည့်ထားပါတယ်အဲ့တော့အုံငါလုံးက1000ခွဲနဲ့ပြောတာဖိကျန်းက9000ဘိုး
ရခိုင်ကဒီ90က9000ဘူးတန်3သိန်းဘူးညောင်ရီက9000ဘူး9000ဘူးကန်ဆောင်ဦးက9000ဘူးမင်းကိုကြီးက3000ဘူးဖိုင်းဟင်းကသိန်းအသက်ရှိသိန်းနောက်ဖိုင်းဟင်းတစ်မျိုးကနဲ့သိန်း2000ခွဲရင်းနှီးကြီးက3000တင်တောင်းက7000ချိုးကြောက်က7000ကိတ်ဆိုကိတ်ကြောက်က3000တို့ဒီတို့သိန်းက2000ခွဲတရားက9000တိတိတုံက3000ဆိုင်က40သိန်းအဖိတေက3သိန်းမင်းသမီးက6သိန်းမန္တက10သိန်းနောက်ရှင်ကျွန်တော်နာတို့ဝစ်တုံက9သိန်းရင်းကအကောင်လေးတွေက9သိန်းနဲ့2000ဘောက်က3သိန်းခွဲဒီက3သိန်းခွဲခိတ်သားက2သိန်းခွဲဗီဒီယိုက6သိန်းနောက်ဓာတ်ပုံက3သိန်းမုတ်တီကျော်5တီက9000အဲကမောင်းက3သိန်းခွဲကျွန်တော်ခေါ်ကြိုသေးက3သိန်းတစ်ဖက်အားပိတ်တာက4000တဲကြောင့်7ပိတ်တာကသိန်းနဲ့2000သိန်းလေးကျန်5တီက9500သိန်းလေးကျော်2000က4000ရင်းပေါ့ပိတ်တဲ့ချိန်နဲ့က3သိန်းကွမ်းကုန်က9000ဘူးသာအုပ်က9000ဘူးကျွန်တော်လက်သေးက3သိန်းဘာလို့ဒီဘောကတော့9000အဲ့လက်ဘွက်စာတိုက်ကကျွန်တော်တို့နောက်အထူးဒီမှာဘယ်အထူးမှလက်ဘွက်စာတိုက်မထဲတော့ချုပ်ချလိုက်နော်ထဲလိုက်နှစ်လိုက်ကိုကျွန်တော်တို့ဖယ်ထားလိုက်ဟုတ်လားနော်အဲ့ဒါတွေကိုကျွန်တော်မထဲတော့ဘူးဟုတ်လားနောက်3ရေကကျွန်တော်တို့ဒီက3000ဘူးဒီဘူးကြီးက10ဘူးက9000နောက်ကျွန်တော်တို့ဒီတာဘူးလေးတွေက2000ဘူးသင်းက3သိန်းအားလုံးတွေက9000လူစုတွေက3သိန်းတောင်းငါလုံးက3000ကြာငါချက်က3000စာငါ19သိန်းခွဲစီက12သိန်းငါက15သိန်းချိန်300နော်ကျက်တော်က30က3သိန်းကျက်တော်5ပိတ်သားက4000ပဲပင်ရင်60က3သိန်းနောက်ကလေးဖေး25ပြည်က2သိန်းနဲ့5000မဆလာက1000ခွဲဘူးကျွန်တော်တို့ရုံးမီဒီပိတ်တဲ့ချိန်နဲ့က4000အာလူဒီ25ပိတ်သားက9000ခွဲခရမ်းဒီ24ပိတ်သားက3600ငပိတ်တဲ့က6000ဘဒွန်ကြောက်တပိတ်တစ်ခွဲက4000ခွဲငရုတ်ကြားတစ်ပိတ်သားက6000အကြီးကြီးမဲ့3ပိတ်တစ်ခွဲက9000ဒီဘောကလေးဝေးက2000ခွဲဘူးကြာစံ3ပိတ်သားက4000ခွဲဘူးဒီအလုံးစုံတွေက3000ငါပြပဲပြားက1000ခွဲဘူးမိုးချောက်က1000ခွဲဘူးကော်ဖီချောက်က2000ဘူးပန်းကော်ဖီက3000ဘူးခါကျဲဦးက1000ဘူး3000ဘူးနောက်အထွေထွေက3သိန်းခွဲအားလုံးကျွန်တော်တို့ဥကျော်ဝင်းဒေါခင်စန်းဝင်းတို့ဤဘုံတော်ဘာတမ္ပရာရဲ့သားရှင်ပြုအထူတော်မင်္ဂလာမှာကုန်ကြမဲ့ယာထားချက်ကသိန်း200နဲ့20နဲ့43,500ကျပ်ဖြစ်ပါကြောင်းတော့သူမျိုးမိတ်တင်ငါများသိအောင်ကုန်ကြမှုယာထားချက်ကိုအားလုံးဖတ်ကြပြပါလေအားလုံးမှတ်ထားပါသိန်းပေါင်း220နဲ့43,500ကျပ်ဖြစ်ပါတယ်အလှရက်ကတော့ပြာသူလာဇန်းတရက်2ရက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအသိပေးကြေညာရင်းနဲ့ဒီကနေ့ကျွန်တော်တို့ဒေသကွန်စားအလူတကာအလူမတွေပူဇော်ထားတယ်ကိုဆက်လက်ပြီးတော့3000ကျပါလို့เนาะကျွန်တော်တို့လူဝဲမြစ်တာရခိုင်3000ကျပါဆိုတော့ကျွန်တော်တို့ကြာရင်းနဲ့ဒါကုန်ကြမှုကြတာတဲ့ကျွန်တော်မျိုးတော်ပေါင်းအားလုံးကိုပြောပါမယ်က
မှုမေဝိုင်းဝန်းကြတို့တာဝန်တွေဒီဆိုကအာရရှင်ကြပဲသမီးမျိုးလာနာတာဆင်ရပဲသာလာမောင်ရှင်သာသမီးရှင်လောင်ယူလက်လေကြတယ်ညီရယူစိတ်ကြည်ယူမြမတို့ရဲ့ရိုးရာတဲ့ကလေးရှင်လောင်ယူလက်လေကြတယ်ညီရယူစိတ်ကြည်ယူမြမတို့ရဲ့ရိုးရာတဲ့ကလေးပျော်ရွှင်နေအတိဆုံးကအာရရွှင်ကြတဲ့သမီးမျိုးလာနာတာဆင်ရပဲသာလာမောင်ရှင်သာမနေရှင်လောင်ယူလက်လေကြတယ်ညီရလူစိတ်ချင်ယူပဲမြမတို့ရဲ့ရိုးရာတဲ့တွေအမျိုးသားတွေအဖို့ခွာတဲ့ဝမ်းသာပျော်ရွှင်နေရဝေးရည်မိတ်ဆွေအလူဝဲတော်ကြီးကြွရောက်လာကြပြီအလူရှင်ကအဝတ်တွေချေမောင်တို့ရဲ့